အားလုံးပဲမင်္ဂလာပါကျွန်တော်တန်းထိုင်ဝင်ဖြစ်ပါတယ်ဒီနေ့ညမှာရှင်မြန်ကစားသွားမယ့်ချန်ပီယံလိဆီမီဖိုင်နယ်ဒုတိယအကျော့ဖြစ်အင်တာမီလန်နဲ့ဘာစီလိုနာပွဲစဉ်လေးကိုကျွန်တော်သုံးသပ်ပေးချင်ပါတယ်ဘာစီလိုနာ level 73ညရှုံးကိုပေါင်းကြီးက3မိုင်းနဲ့30ဆိုတော့ဒီကြီးကနည်းနည်းလေးစကားပြောဖို့တော့ရှိကျွန်တော်ဘာစီလိုနာအိမ်ကွင်းမှာlevel 1+30ဆိုပြီးတော့ကြီးဖွင့်ပေးခဲ့တယ်3လုံးတရီကိုပေါင်းကြီးကဆိုတော့ဘာစီလိုနာအဝေးကွင်းမှာပေးရမယ့်ကြီးက level 80ရှုံးကဲဟုတ်ပြီအသာမရခဲ့လို့ဘာဖြစ်လို့ညာဖြစ်လို့ပြောလို့ရတယ်အသာလည်းမရခဲ့ပါဘူးဘာအင်တာမီလန်ကြီးပဲပထမဆုံးဂိုးကိုသွင်းတယ်ဒုတိယ2-0 2-0ကနေပြီးဆို2-1 2-2 3-2 3-3ဘာအင်တာမီလန်ကြီးပဲဂိုးရင်စတင်တယ်အသာရခဲ့တယ်ဘာစီလိုနာကွင်းမှာဘာစီလိုနာကန်ကောင်းလို့မရှုံးခဲ့တာလို့ပြောလို့ရတယ်ဆိုတော့ဒီကြီးကပြီးတဲ့ပြီးတိုင်းသူခြေသန်းတာလို့ပေးထားပြီးသားကြီးလေ level 80ရှုံးမဟုတ်ရင်တော့ level 40-50လောက်တော့ပြန်ပေးတယ်ခုဒီကြီးက level 20လောက်မပြည့်ဘူး level 30လောက်ပဲရှိတယ် level 30ဆိုတဲ့ကြီးကနည်းနည်းဟာတာတော့ဆန်တယ်ခုနောက်ပိုင်းပွဲစဉ်တွေမှာတခြားချင်းကြီးနောက်လိုက်တဲ့ထိုးသားတွေပဲမှောက်တာများတယ်ကြီးနောက်လိုက်တဲ့ထိုးသားတွေအများစုမှောက်တယ်ကျွန်တော်တို့ကိုယ်တိုင်ရောပဲကြီးနောက်လိုက်ပြီးတော့ရွေးတယ်ရွေးချယ်တဲ့အခါမှာတောက်လျှောက်ပေါ့နော်6ပွဲစာ1000ကျော်လောက်ကျွန်တော်မိုင်းနေပြီ1000ကျော်6ပွဲစာ5ပွဲစာ6ပွဲစာလောက်ကျွန်တော်မိုင်းနဲ့ထွက်နေပြီမာပွဲတွေဆိုတော့ကြီးနောက်လိုက်တဲ့ပုံစံမှာသူကဒီလိုရှိတယ်ဗျကျွန်တော်တို့ကအများစုပွဲတွေကိုကျွန်တော်ကြီးမမှန်တဲ့ပွဲလို့ဆိုရင်ဘက်ကန်ခုဥမာအဆင့်တက်ကအတင်းနဲ့အဆင့်20ရာအတင်းတွေ့တယ်ကျွန်တော်အဆင့်တက်ကအတင်းနဲ့ level 50ပေးမလားကဲဟုတ်ပြီ level ရှုံး1+90ဒီလိုပေးမလားအဆင့်20ရာအတင်းကျွန်တော်ဒီကြီးလက်မခံကျွန်တော်အဆင့်20ရာအတင်းကိုကျွန်တော်ထိုင်နေတယ်ကျွန်တော်အဲ့ပွဲပေးတယ်ဘာကြီးအရာပဲကျွန်တော်တို့ကသွားတာများတယ်ခြေစွမ်းကောင်းလို့အဆင့်တက်ရောက်နေတဲ့အတင်းကဒီလောက်ကြီးပေးတာနည်းရလားဆိုပြီးတော့အမျိုးမျိုးသုံးသပ်ပြီးတော့ကျွန်တော်တို့ကဒီအောက်တင်းမနေကျွန်တော်တို့ကကြီးကြောက်ပေးတဲ့ပွဲက80ရာခိုင်နှုန်းလောက်ရှိတယ်ကြီးကြောက်ပေးတဲ့ပွဲကြီးပဲအဲ့တော့ခုနောက်ပိုင်းပွဲစဉ်တွေကြီးနောက်လိုက်လို့မရတော့လောက်ချင်လို့လောက်တာခြေစွမ်းကောင်းတဲ့အတင်းလည်းရှုံးရင်ရှုံးနေရမယ်အကြီးပြီးတဲ့အမှန်နေလဲရှုံးနေတာပဲအကြီးပြင်းလဲရှုံးလဲကြီးပြော့လဲနိုင်နေတာပဲဒီလိုပွဲစဉ်တွေအများစုတွေ့ရတယ်ဗျအဲ့တော့ကျွန်တော်ဒီပွဲကိုပြောရင် level 10ပြား73ပြားရှုံးဆိုတဲ့ဘာစီလိုနာပေးထားတဲ့ကြီးကိုတော့တဘုံမကြချင် level 50လောက်ဆိုရင်တော့ကျွန်တော်ကြိုက်ပါဒါပေမဲ့အင်တာမီလန်ရဲ့ခြီစွမ်းကိုလည်းအင်တာမီလန်ကသူ့လိမှာလားသူ့ကသူကြောင်ပြောက်နေတာဟိုတင်းကိုရှုံးဒီတင်းကိုရှုံးဘာစီလိုနာအိမ်ဝင်းထိတွားပြီးတော့သူအသာစီးကန်ခဲ့တဲ့3-3ဆိုရဲတရေရခဲ့တဲ့ရလက်ကဘာစီအင်တာမီလန်အတွက်အရန်ကိုကောင်းတဲ့ရလက်ပဲခုအင်တာမီလန်အိမ်ဝင်းမှာပြန်ကန်ရမယ်ဘာစီလိုနာအသာနဲ့အဲ့တော့ပထမကြော့မှာဘာစီလိုနာက1+30ကြီးอ่ะထိုးသားအရန်များခဲ့တယ်တဘိုးသွင်းတာနဲ့ဘာစီလိုနာဘိုးနဲ့တော့နိုင်မယ်ပေါ့ထိုးသားလည်းအများကြီးရဲ့စောင်းနေထိုးသားဒီလောက်ဘာစီဖြစ်နေအောင်ကျွန်တော်ယူပြီးတော့ဘာစီလိုနာပေးခဲ့တယ်ဒါလည်းကျွန်တော်လည်းမလွန်ဆန်နိုင်တာပေါ့အဲ့တော့အင်တာမီလန်ကလောက်ပြသွားလိုက်တဲ့ခြေစွမ်းရာခုဒုတိယအကြော့မှာအင်တာမီလန်ကိုထိုးသားအများစုအထင်မသေးရတော့တာပဲကျွန်တော်ထိုးသားပါစံကြည့်ပြီအင်တာမီလန်40ကိုဘာစီလိုနာ51မဆောင်ပါဘူးထိုးသားပါစံအင်တာဘက်မှာလည်းရှိနေအင်တာအင်ဝင်းကိုဆိုတော့ကျွန်တော်ဘာစီကိုပဲယုံကြည်သေးတယ်ဘာစီလိုနာမိနစ်90အတွင်းမရှုံးသေးအောင်မရှုံးလို့ကျွန်တော်ရေပြောရတယ်ဘာစီလိုနာကိုယုံကြည်တဲ့တယ်လို့ပြောလို့ရတယ်ကြေးအရာတွေဘာတွေကျွန်တော်တို့အရန်စကားတွေမပြောတော့နဲ့ခုနောက်ပိုင်းပွဲတင်နေရတော်တော်ကြီးကိုကြီးနောက်လိုက်လို့မရတော့ဘူးကျွန်တော်ဖြစ်တိုက်တာကိုပဲရွေးချက်တင်တယ်ထင်တယ်ဘာစီလိုနာမနိုင်တော့မရှုံးသေးအောင်မိနစ်90အတွင်းမှာဘာစီလိုနာကိုပြား10ပြား15ပြားလောက်ရင်းနေတယ်ထင်တယ်ဘာစီလိုနာကြိုက်တယ်နောက်တစ်ချက်ကကိုပေါင်း3မိုင်းနဲ့30
ထမအကြော့မှာ3-3ဖြစ်ခဲ့လို့လားဒီကိုပေါင်းကြီးကပထမအကြော့မှာတော့3လုံးတည်ပဲလူတိုင်းတွေးကြရင်အင်တာမီလန်အဝေးဝင်းဖြစ်တဲ့အတွက်နောက်တန်းပဲအဓိကထိုင်းပြီးတော့ဆော့မယ်ဆိုတာမျိုးတွေတွေးခဲ့တယ်တွင်းမဲ့တွင်းဘာစီ1စီ2စီပဲဆိုပြီးတွေးရပါဘောနော်ဆိုတော့မထင်မှတ်တာဖြစ်သွားတယ်ဘာအင်တာမီလန်ကြီးပဲတောက်လျှောက်လုပ်တာအင်တာမီလန်3ခုအရင်စရတယ်1စီ2စီ2-1 2-2 3-2 3-3ဒီလိုမျိုးပေါ့အင်တာမီလန်ရဲ့နောက်ကနေပဲဂိုးတင်တွေကလိုက်သွင်းနေရတယ်ဘာစီလိုနာအဲ့တော့ဒီဂိုးပေါင်းကြီးကကျွန်တော်ဒုတိယအကြော့မှာတော့ဗိတ်ထားရလို့ပဲထင်တယ်90ရာခိုင်နှုန်း90ရာခိုင်နှုန်းလောက်ထိဒီ level 10ပြားရှုံး3မိုင်းနဲ့30ဂိုးပေါင်းကြီးကပေါ်ကိုပေါ်တယ်90ရာခိုင်နှုန်းလောက်ထိအဲ့လိုမျိုးဂိုးပေါင်းကြီးဆိုရင်လိုက်ကြည့်ပါပေါ်တယ်10ပွဲမှာ9ပွဲလောက်ပေါ်တယ်ဗျာပြောချင်တာအဲ့လိုမျိုးဒါပေမဲ့ဒီဂိုးပေါင်းကြီးကိုကျွန်တော်တို့ပိတ်ထားရတယ်ပထမအကြောနဲ့တူမှာမဟုတ်ဘူးနှစ်သင်းလုံးအမှားခံမှာမဟုတ်တိုက်စစ်အရန်သွားမှာမဟုတ်တဲ့အသင်းလို့လည်းကျွန်တော်မပြောချင်ဘူးဘာစီလိုနာကတိုက်စစ်ကိုအားပြုဆော့တယ်နောက်တန်းကလူငယ်တွေနဲ့အရန်မာကြောတဲ့အသင်းတွေမှာမပါဘူးအင်တာမီလန်ကတော့ထိုင်းတိုင်းဆော့တတ်တဲ့အသင်းတောင်တန်ယုံဂိုးမပေးရဘူးအတွက်ကိုသူအဓိကထားဆော့တယ်ရှေ့မှာတိုက်စစ်မှာဂိုးမရရင်တော့နောက်တန်းဂိုးမပေးရဘူးအဓိကထားဆော့တယ်ဒါပေမဲ့အတင်းတိုင်းလိုကတိုက်စစ်အားဖွင့်ဆော့ပြီးဆိုရင်တော့နောက်တန်းကတော့ဟာကြတာများတာကြီးပဲအဲ့တော့သူတို့မှာကတတိယအကြော့ဆိုတာမရှိတော့ဘူးနောက်ထပ်အဖွင့်ရေးမရှိတော့တဲ့အတွက်ဒီပွဲကိုပထမအကြော့ကလို့3-3ပဲဖြစ်မသွားနိုင်တော့ဘူးအများဆုံး1-1လောက်ပဲသွားမယ်တဲ့1-1လား0-1လားအင်တာနိုင်တော့ဘယ်လောက်နဲ့နိုင်မလဲ1-0လားအဲ့လောက်ပဲထင်တယ်ဆိုတော့ကျွန်တော်ဂိုးအောင်နဲ့ဘာစီလိုနာတော့ကြိုက်တယ်ဒီဂိုးမောင်းကြီးပြင်းနေတာကလည်းဖိတ်ထားရလို့ပဲထင်တယ်ဒိုင်းကြီးတွေတောက်လျှောက်လှည့်နေကျွန်တော်မကြိုက်တော့ဒီတိုင်းပထမကျော်3-3ဖြစ်ထားလို့လည်းပါမယ်ဒီ3မိုင်းနဲ့30ကွာတစ်ဖက်တည်းသွင်းအောင်3ခုကပြည့်နေပြီးသားဟုတ်နောက်တစ်ဖက်တောင်သွင်းနေရမလို့ဘာညာပေါ့ဗျာဒီလိုမျိုးတွေးတတ်ပါတယ်ထိုးသားတယ်အဲ့တော့ဂိုးဘောပဲအဓိကမဲခေါ်ထားရတဲ့နဲ့ကျွန်တော်ကတော့မကြိုက်ဘူးဂိုးဘောပိတ်ထားရတဲ့နဲ့ဒုတိယကျော်ကပထမကျော်ကလို့ပုံမှန်လင်းဆော့မှာမဟုတ်သူကနဲ့သူနောက်ထပ်အခွင့်အရေးမရှိတော့တဲ့အတွက်ထိန်းဆော့မယ်လို့ပဲထင်တယ်အဲ့တော့ဘာစီလိုနာနဲ့ဘာစီလိုနာကိုအောင်နေအကောက်ရှုံးယုံကလွဲပြီးတော့အနိုင်ဘက်ပဲသွားမယ်ထင်တယ်ကျွန်တော်ဥမာဘာစီလိုနာ Z1 ဆိုရင်ကျွန်တော်ဇုံအောက်ရမယ်ဗျာဘာစီလိုနာ Z1 ဆိုလို့ရှိရင် body ball နဲ့ဂိုးအောက်ရမယ်နှစ်ကြောင်းလာရမယ်ဂိုးမပုံသွားနိုင်ဘူးလို့ပဲထင်တယ်ဘာစီလိုနာနဲ့ဘာစီလိုနာကိုအောင်ကျွန်တော်ကြိုက်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ